hello bro ကျွန်တော်ဒီနေ့မှာတော့တာဝါလေးခုံပြမှာမယ် okay easy ပါလို့ easy အမဆောင်းရ easy လားနော်ဆောင်းရ easy อ่ะအမလေးရောင်ငါမင်းတို့လို့ညံငါတုံးမဟုတ်ဘူးကွာကျွန်တော်ကောင်ပြောင်းလိုက်ပါပြီခင်ဗျဒီမှာဒီအကောင်လေးကျွန်တော်ရဲ့တူစော့ကျင်နေဆိုရင်တော့ 57553ဆိုတဲ့အကောင်လေးကိုလာအပ်ထားဖို့လိုပါတယ်။ဒါပါယုံဟုတ်တယ်မဟုတ်တယ်တော့မယ်ဒါတော့မခက်ပါဘူးကျွန်တော်ခုံနေကြတော့တိတ်မဟုတ်တော့ဘူးမခုံတော့စုံရမ်းကြာတော့တာစောက်ကြည့်အောင်မယ်မသိပါဘူးမဲပြိုင်တာမဲမတနာမှာလို့ဟိုကဘလုံးဝဲနဲ့ပြုတ်ကြသွားတယ်ရှေ့ငါရောပဲပြုတ်ကြသွားပြီအမပြုတ်ခဏလေးပဲကြာနားလေးမှစနာလေနောက်တစ်ယောက်ရေးရောဟုတ်တော့ဒီလိုငါမလာဘူးပေါ့ဟာနော်ယောအာမခုံတော့ကြာတော့မခုံတတ်တော့သိပြီရောမနဲ့ဟိုစုကြည့်ပြန်ရောက်ပြီဘယ်သူတက်တယ်တော်သေးလို့ဘာလို့သိလားကျင်းလားလေတော်သေးလို့ဒီမလည်းကိုညဟိုကဘာလို့ရနော်အမီစီလားမသိတိပါဟိုကတန်ဒီဘက်တော့မလွယ်ပါလေဟာဒါမှနည်းနည်းချောတယ်လို့ပဲချောပါဦးနော်အေးဟာခဏလေးတွေ့လားတကွအမတကွဟာမင်းရဲ့ကူမဟုတ်ဘူးမင်းကူမဟုတ်ပါဘူးပြောမိမင်းရဲ့ကူမလုပ်ဘူးမင်းမဟုတ်ပါဘူးမင်းကူစရာမလိုဘူးဒီမှာမင်းတို့ကနေကူစရာကိုမလိုလားငါမင်းတို့ကနေကြော်တက်သွားမှာကွာရှော့ဆရာကြီးခုံပြမယ်နော်ဘယ်လေးရှေ့အမဆရာကြီးတယ်ပြီသွားမစောတော့ဘူးချီ